တမိုင်းကိုကောင်းကင်ကျယ်တွေစီမှာဝတ်ထားခဲ့တဲ့ Hoover တမန်လူသားတွေဟာတမိုင်းကြောင်းကိုမှတ်တမ်းတင်ဖို့ကြောက်စာတွေစာအုပ်တွေကွန်ပျူတာဖိုင်တွေကိုသုံးလို့ရှိကြပါတယ်။ဒါပေမဲ့ Hoover တမန်ကိုတိစောက်သူတွေကတော့အင်မတန်ထူးခြားတဲ့နည်းလမ်းတစ်ခုကိုရွေးချယ်ခဲ့ပါတယ်။သူတို့ဟာကောင်းကင်ကကျယ်တွေရဲ့တည်နေရာကိုအသုံးပြုပြီးတမန်တိစောက်ခဲ့တဲ့အချိန်ကိုမှတ်တမ်းတင်ခဲ့တာပါ။တကြယ်တာယာမြေပုံတမန်ရဲ့ကျမ်းပြင်ပေါ်မှာကြီးပြား400ကျော်ကိုသုံးပြီးကောင်းကင်ယံကကျယ်တာယာတွေရဲ့အနေအထားအတိုင်းအတိအကျပုံဖော်ထားပါတယ်။နှစ်ဝင်ရိုးတိုင်အလယ်မှာစိုက်ထားတဲ့တိုင်ကြီးကကဘာမြေလည်ပတ်နေတဲ့ဝင်ရိုးကိုကိုစားပြုပါတယ်။ကဘာမြေကရိုးရိုးလည်ပတ်နေတာမဟုတ်ပဲအယုတ်ကလေးတစ်ခုလိုဖြည်းဖြည်းချင်းရိမ့်ရိုင်ဝဘိုလည်ပတ်နေတာကြောင့်ကျယ်တွေရဲ့အနေအထားဟာ2000ပေါင်းများစွာအတွင်းမှာအနည်းငယ်စီရွေ့လျားပြောင်းလဲသွားပါတယ်။သုံးအချိန်ပြစရာအနာဂတ်မှာတစုံတစ်ယောက်ကဒီကျမ်းပြင်ကိုပြန်တူးဖော်ကြည့်မယ်ဆိုရင်ထိုအချိန်ကကောင်းကင်မှာမြင်နေရတဲ့ကျယ်တွေရဲ့အနေအထားနဲ့ကျမ်းပြင်ပေါ်ကမြေပုံကိုနှိုင်းယှဉ်လိုက်ရုံနဲ့ Hoover တမန်ကိုဘယ်နေ့ဘယ်လဘယ်နှစ်မှာတိစောက်ခဲ့တာလဲဆိုတာကိုအတိအကျပြန်တွက်ချက်နိုင်မှာဖြစ်ပါတယ်။ဒါဟာသဘာဝတရားရဲ့ရွေးရှားမှုကိုအသုံးချပြီးနှစ်ပေါင်းများစွာကြာအောင်ထိမ့်သိမ်းထားမဲ့သဘာဝနာရီတစ်ခုပါပဲ။ဒီအကြောင်းအရာကတင့်အတွက်စိတ်ဝင်စားစရာအချက်လက်တစ်ခုခုဖြစ်စေပါသလား။